ဒီနေ့ကအတော်ကြီးတယောက်ကကောင်းကြီးဘလို့ပေါင်းရတယ်ဆိုတော့ကျွန်တော်ပြောပြတာပေါ့နော်အဲ့ဒါဗီဒီယိုရိုက်မှ share လုပ်ပေးတာပါဒီမှာသူလုပ်တာအသားနှစ်တုံးထည့်တန်လေးဟုတ်တယ်သူလုပ်တာဒီတော့ကောင်းကြီးပြောထားတဲ့ဟာဒီသူပေါင်းတဲ့ဟာလေးလှလေးပြန်ဘယ်လိုပြောမလဲရမ်းတည်တက်တယ်ပေါ့တော့ခေါက်လိုက်အဲ့လိုဟာမနိုင်သူလုပ်ပြီးတဲ့ဟာပြမယ်အရန်ချစ်စရာကောင်းတယ်အရန်တည်တက်တယ်ပိုတဲ့ဟာရဆိုအချင်းနဲ့နဲ့တယ်အမကျိုးနဲ့ကျိုးဟာလေအချီတချို့ဟာကြတော့ဟိုလိုမျိုးဘယ်လိုပြောရမလဲချီနဲ့လှုပ်တဲ့ဟာလေတုံးတယ်အဲ့လောက်မကောင်းဘူးတဲ့သူပြောတာဒီလိုမျိုးတဘာဝဒီလိုမျိုးကနီးနဲ့ဆိုရင်ပိုကျမရဲ့တော့လည်းညီညွတ်တယ်ပေါ့ဒီလိုပါအဲ့လိုမျိုးလို့ပြီးတော့ကြားမှာထိုးတော့ရမ်းလုပ်တတ်တယ်လာအများကြီးပဲသူလုပ်ထားတယ်